and Yoga series. Please like and subscribe to my YouTube channel. Let's get started. Okay အဲ့တော့ကြတော့အခုဒီတစ်ခေါက်ကဘာဆက်ပြောမှလဲဆိုတော့ file ဆိုတာဘာလဲနောက်တစ်ခါ file types ဘယ်နှမျိုးရှိလဲ file extension ဆိုတာဘာလဲဆိုတဲ့အကြောင်းပြပြပေးမယ်ဟုတ်ပြီနော်အဲ့တော့အဲ့မပြောခင်မှာဆိုရင်ဘာလို့ပြီးခဲ့တဲ့ lesson မှာတော့ဘာတွေပြောထားလဲဆိုတော့ software အကြောင်းပြောခဲ့တာလေဟုတ်ပြီနော် software ဆိုတာတကယ်ကဘာနဲ့တူလဲဆိုတော့ဟင်းချက်တဲ့နေ့တနည်းအားဖြင့် recipe နဲ့တူတယ်လို့ပြောထားတယ်ပြီးတော့အဲ့ဒီမှာဆိုရင် hardware ဆိုတာဘာနဲ့တူလဲဆိုတော့ကြာတော့ဘာနဲ့တူလဲပြောထားတယ် baby Digital tools and appliances နဲ့တူတယ်ဟုတ်တယ် kitchen ထဲမှာရှိတဲ့ tools တွေ appliance တွေနဲ့တူတယ်ဆိုပြီးတော့ပြောထားတယ်တဲ့ပြီးတော့ code ဆိုတာကြတော့ဘာနဲ့တူလဲဘာလို့ပြောထားလဲ Code is the detailed instructions. code ဆိုတာကြတော့ကိုဘာတွေလုပ်မလဲဆိုတဲ့ instruction တွေကိုပြောထားတာတဲ့ဟုတ်ပြီနော်အဲ့တော့ကြတော့အဲ့ဒီ software တွေ hardware တွေ code တွေနဲ့အကုန်လုံးပေါင်းဆက်ပြီးအလုပ်လုပ်လိုက်ပြီးဆိုတော့မှဘာလို့တကယ်လိုချင်တဲ့အရာဝတ္ထုတွေတကယ်လိုချင်တဲ့ game တွေဒီ software ရဲ့ output တွေထွက်လာတာပေါ့ဟုတ်ပြီနော်ဒါပြီးခဲ့တဲ့ခေါက်တော့ဘာလို့ပြောခဲ့လဲဆိုတာကိုပြန်နှုတ်ပေးတာဟုတ်ပြီနော်အဲ့တော့ဒီနေ့ပြောမယ့်ဟာကြတော့ file ဆိုတာဘာလဲ file အမျိုးအစားတွေနဲ့ file extension တွေအကြောင်းဆက်ပြောပြပေးမယ် okay အဲ့တော့ဒီလိုမျိုးဟာတွေတွေ့ဘူးလားတာအဲ့ဒါတွေကကြတော့ဘာလို့ပါလဲဆိုတော့ကြတော့ဒီစာရွက်စာတမ်းတွေတင်တဲ့ခါမှာဆိုရင်တင်တဲ့ file တွေပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ file တွေမှာဆိုရင်ဘာလုပ်လဲဆိုတော့ဘာလို့ကိုမှလိုအပ်တဲ့စာရွက်စာတမ်းတွေကိုအဲ့မှာ तू ကသက်ဆိုင်ရာ file တွေနဲ့စုပြီးတော့ file တွဲပြီးတင်ထားတာပေါ့ဟုတ်ပြီဥပမာဆိုပါလို့တာကျောင်းမှာပေးတဲ့ဒီကျောင်းမှာဆိုလဲကျောင်းမှာသူတို့ပေးထားတဲ့ payment slip တွေကိုတစ်ခါတည်းကြာအဲ့လို file တွေနဲ့တွဲပြီးတင်ထားတာပေါ့ဟုတ်ပြီနော်အဲ့တော့တကယ်လို့အဲ့လို file နေတာမတွဲဘူးဆိုရင်ဘယ်လိုဖြစ်နေမလဲဆိုတော့စာရွက်စာတမ်းတွေကြည့်ပါဦးရှုပ်ပွားနေတာဟုတ်တယ်မလားအဲ့တော့စာရွက်စာတမ်းတွေကရှုပ်ပွားနေပြီဆိုတော့ကြတော့တကယ်လို့ကိုလိုချင်လို့ပြန်ပြီးလိုက်ရှာပြီဆိုရင်ရှာလို့လွယ်ရဲ့လား No. ဟုတ်တယ်ကြာရှာတဲ့ခါမှာကြတော့ရှာလို့မတွေ့တော့ဘူးပေါ့ဟုတ်ပြီနော်အဲ့တော့ကြတော့အဲ့ဒီလိုပဲပါတော့ကွန်ပျူတာထဲမှာဆိုရင်လည်းကိုကစာရွက်စာတမ်းတွေကိုအဲ့မှာကိုအဲ့စာရွက်စာတမ်းထဲမှာဆိုရင်ကိုလိုချင်တဲ့မှတ်စုတွေသက်ဆိုင်ရာအချက်လက်တွေ information တွေကိုအဲ့မှာ file ထဲမှာစုပြီးဘာလို့ကရေးပြီးတင်ထားတယ်ဟုတ်ပြီနော်ဥပမာဆိုတော့ဒါကျောင်းစာအုပ်ဆိုလဲတကယ်ကဒီစာအုပ် file တစ်ခုပဲပေါ့ဟုတ်တယ်မလားအဲ့ထဲမှာဆိုရင် science ဆိုရင် science နဲ့ပတ်သက်တဲ့အကြောင်းတွေဟုတ်တယ်မလားဒါမြန်မာစာဆိုလဲမြန်မာစာနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကမြန်မာဆိုတဲ့ဒီ grade 5မြန်မာ grade 6မြန်မာ grade 7မြန်မာဆိုပြီးအဲ့လိုမျိုးသူက file လိုက်ရှိနေတာပေါ့ဟုတ်ပြီနော်အဲ့တော့ဆိုလိုချင်တာကကိုယ့်ရဲ့အကြောင်းစာအုပ်ဒီ project တွေဆိုတာလည်းတကယ် file နဲ့ example တွေပဲပေါ့နားလည်လား baby Yeah. okay အဲ့တော့ကြတော့ file ဆိုတာတကယ်ကပါလဲဆိုတော့ तू ကဘယ်လိုပြောထားလဲဆိုရင် file ဆိုတာ object တစ်ခုပါပဲတဲ့သူကကွန်ပျူတာထဲမှာရှိတဲ့ object တစ်ခုပဲအဲ့ဒီမှာဘာတွေသိမ်းထားတယ်လို့ပြောလဲဒါ desktop ဘာတွေလို့ပြောထားလဲ That's those data information setting or commands used with a computer program. ဟုတ်တယ်ကွန်ပျူတာ program နဲ့သုံးလို့ရတဲ့ data တွေ information တွေ setting တွေဒါမှမဟုတ် commands တွေကို तू ကသိမ်းထားတယ်တဲ့ file ထဲမှာဟုတ်ပြီနော်အဲကြောင့်လည်းသူရဲ့စာရွက် तू က document ထဲမှာတော့တာငကိုကစာတွေရေးခဲ့တယ်ဆိုတော့အဲ့စာတွေအကုန်လုံးကို तू ကအဲ့ထက်မှရိုက်ပြီးသိမ်းထားတာဟုတ်တယ်မလားအဲ့တော့ကျတော့အဲ့ကောင်က तू ဒီသက်ဆိုင်ရာ software နဲ့ပဲဖွင့်လို့ရတယ်လေ။ Microsoft Word နဲ့ရိုက်ထားတယ်ဆိုရင် Microsoft Word နဲ့ပဲဖွင့်လို့ရမှာပေါ့။ဟုတ်ပြီနော်။အဲ့တော့ဘာလို့ကွန်ပျူတာမှာဆိုတကယ်ကြည့်တဲ့အခါမှာဆိုရင် file အမျိုးအစားအားလုံး၃မျိုးပဲရှိတယ်။ဟုတ်ပြီနော်။ပထမတစ်ခုကဘာလဲဆိုတော့ application file နဲ့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကြတော့ data file နောက်တစ်ခုကကြတော့ system file နဲ့ဟုတ်ပြီနော်အဲ့တော့ application file ဆိုတော့သက်ဆိုင် application နဲ့ဖွင့်တဲ့ဟာတွေပေါ့ data file ဆိုတော့ကြတော့ဘာလို့လိုအပ်တဲ့အချက်လက်တွေကိုတင်ထားတဲ့ file တွေ system file တွေကကြတော့ဥပမာဒီဘာလို့ကွန်ပျူတာထဲမှာကိုတင်လိုက်တဲ့ software တွေရဲ့ file တွေအဲ့ဒီအကုန်လုံးအဲ့လိုမျိုးဆိုတော့စုစုပေါင်း file မျိုးစခွဲလိုက်မှဆိုတော့အလုံး၃မျိုးပဲရှိပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့ file ဆိုတာဘာလဲဆိုတာနားလည်ပါပြီလားတာ Yeah. okay အဲ့တော့ခုတစ်ခုကကြတော့ဘာကြောင့်ဆက်ပြောမလဲဆိုတော့ file ရဲ့နာမည်နဲ့ extension ကြောင့်ဆက်ပြောမယ်ဟုတ်ပြီနော်အဲ့တော့ဘာလို့ English name တွေမှာကြည့်မယ်ဆိုရင် English name ဥမာကြည့်ကြပါဦးဒီမှာဆိုရင် Cecilia Smart ဟုတ်ပြီနော်အဲ့တော့သူ့နာမည်ကိုကြည့်တဲ့အခါမှာဆိုရှေ့ဆုံးကနာမည်ကဘာလဲဆိုတော့သူ့ရဲ့ first name ဒါမှမဟုတ် given name လေသူ့ပေးထားတဲ့နာမည်လေဟုတ်ပြီနော်အနောက်က name ကကြတော့သူ့ရဲ့ last name ဒါမှမဟုတ် family name လေဟုတ်တယ်မလားအဲ့တော့ English name တွေမှာဆိုအမြဲတမ်းနှစ်ခုစီရှိတယ်ဟုတ်တယ်မလားနော်
Okay အဲ့တော့ကြတော့ဒီဒုတိယစာလုံးဖြစ်တဲ့ Peter Johnson မှာဆိုရင် first name ကဒါမှမဟုတ် given name ကပဲဖြစ်မလဲ Peter ဟုတ်ပြီနောက်တစ်ခါကျတော့ family name က Johnson ဟုတ်ပြီနော်အဲ့တော့ကြတော့အဲ့ဒီလိုမျိုးပဲ English name တွေမှာဆိုရင်အဲ့လိုမျိုးအပိုင်းနှစ်ပိုင်းရှိတယ်ပေါ့ဟုတ်ပြီနော်အဲ့ဒီလိုပဲဘာတို့ခေါ်ဒီ file name မှာဆိုရင်လေသူတို့ရဲ့သက်ဆိုင်ရာ file name တနည်းအားဖြင့်ဆို given name နဲ့သူရဲ့ extension ဆိုပြီးအပိုင်းနှစ်ပိုင်းရှိပါတယ်တဲ့ကြည့်တဲ့အခါမှာဆိုရင်သူတို့ဘာနဲ့ပိုင်းထားလဲဆိုတော့အလယ်မှာ exactly design နဲ့ပိုင်းထားတယ်ဟုတ်ပြီနော်အဲ့ဒါကို period ဒါမှမဟုတ်ရင် dot လို့ခေါ်တယ်ဟုတ်ပြီနော်ဥပမာဆိုပါစို့ပုံလေးတွေမှာကြည့်ကြည့်ပါစို့ပထမဆုံးပုံလေးမှာဆိုရင်ဗာရေးထားရဲဆိုတော့ budget.hlsx ဟုတ်ပြီနော်အဲ့မှာကြည့်တဲ့အခါမှာဆိုရင်အဲ့ဒီ file ကိုပေးထားတဲ့နာမည်ကဘာလဲဆိုတော့ budget ဆိုတဲ့နာမည်ပေးထားတာဟုတ်ပြီနော်သူရဲ့ extension ကဘာလဲဆိုရင် .hlsx ဟုတ်ပြီလားခွဲတတ်ပြီလားအဲ့တော့ဆိုလိုချင်တာ dot ရဲ့အရှိအကောင်ကသူ့ကိုပေးထားတဲ့ given name နောက်က dot နဲ့အပါဝင်အနောက်ကစလုံးကကြတော့သူ့ရဲ့ extension တစ်ခါလေကြာရင် file type လို့လည်းခေါ်တယ်နားလည်လားဘေဘီ Yeah okay နော်အဲ့ဒါဆိုရင်နောက်ကကြည့်ကြည့်အောင်နောက်ကပုံလေးမှာ image.jpg ဆိုတဲ့ file လေးရှိတယ်အဲ့တော့အဲ့ဒီ file မှာ given name ကဘယ်ဟာဖြစ်မလဲ Image okay နောက်တစ်ခါ file type ဒါမှမဟုတ် extension ကဘယ်ဟာဖြစ်မလဲ JPG တကယ်က .jpg လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဥပမာဆိုပါစို့နောက်တတိယပုံလေးမှာကြည့်ကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ rhymes_rap.mp3 ဆိုတဲ့နေရာမှာအဲ့ဒီမှာသူ့ရဲ့ given name ကဘယ်ဟာဖြစ်မလဲ rhyme_rab rap ဆိုတာ rap သချင်းကိုပြောနေတာလေ rap သချင်းရဲ့တန်စင်လို့ပြောနေတာ rhyme_rap ဟုတ်ပြီနော်အဲ့မှာသူ့ရဲ့ extension ကကြတော့ .mp3 ဟုတ်တယ်နောက်တစ်ခါနောက်ဆုံးပုံလေးမှာကြည့်ကြည့်ပါဦးနောက်ဆုံးပုံလေးမှာသူ့ရဲ့ given name ကဘာဖြစ်မလဲ given file name က cover letter ဟုတ်ပြီနောက်တစ်ခါသူ့ရဲ့ဒီ extension ဒါမှမဟုတ်သူ့ရဲ့ file format က .docs .docx အဲ့တော့တကယ်က file တိုင်းမှာဆိုရင်သူတို့ရဲ့ file name နဲ့ extension တွေရှိတယ်ဆိုတော့သူကပြောထားတယ်တဲ့ဟုတ်ပြီနော်အခုမှကြည့်ကြည့်အောင်အခုနောက်ဆုံးမှအပြာရောင်လေးနဲ့ပြနေတဲ့ကောင်ဆိုရင် limecat.jpg ဟုတ်ပြီနော်အဲ့တော့ limecat ဆိုတော့တံမြာသီးခွန်နဲ့ကြောင်လေးနဲ့နောက်က .jpg စီတော့အဲ့မှာ file extension ပေါ့ဟုတ်ပြီနော်အဲ့တော့အခုကဒါဆိုရင်အခုပေးထားတဲ့ပုံလေးနှစ်ပုံမှာကြည့်ကြည့်အောင်အဲ့ပုံလေးနှစ်ပုံရဲ့ file name နဲ့ file extension နဲ့တစ်ခုချင်းစီပြောပြပါဦး ပထမပုံရဲ့ file name မှာ happy cat ပြီးတော့ okay second ပြီးတော့ extension က .gif ဟုတ်တယ်နောက်တစ်ခုကြောက်နော် file name မှာ keyboard cat ပြီးတော့ extension က .jpg ဟုတ်တယ်ဟုတ်ပြီနော်အဲ့ဒါကို file name နဲ့ဟိုနဲ့ခွဲရသွားပြီနော်ကြည့်ကြည့်အောင်အဲ့တော့ file name ဆိုတာကတကယ်ကခုဘာသာကိုတင့်တော်သလိုပေးထားတဲ့နာမည်လေးနဲ့ပေးလို့ရတယ်ဥပမာခုနကတော့ဆိုရင်သူကကြောင်လေးပုံဖြစ်တယ်မှာသူက cat ဆိုတဲ့စလုံးလေးပေးလို့ရတာပေါ့အခုဒီပုံလေးမှာကြည့်မှဆိုရင်အဲ့ကြောင်လေးက angry ဖြစ်နေတာအောက် serious ဖြစ်နေတယ်ဘယ်လိုလဲသူကို seriouscat.jpg လို့ပေးလိုက်တယ်အဲ့ပြီးတော့ပြောချင်တာက file name ဆိုတာကသတ်မှတ်ချက်မရှိဘူးကိုယ်နဲ့အဆင်ပြေတယ်လို့ပေးလို့ရတယ်ပြီနော်အဲ့တော့တာမန်အဖြစ်ဆိုရင်တော့ file name ကိုကြည့်လိုက်ခြင်းအပြင်အဲ့ဒီ file ကဘာအကြောင်းရေးထားလဲဆိုတာဘာမှတို့သိအောင်ပေးထားတာပေါ့ဟုတ်နော်ဟိုနောက်က file လေးဆိုကြည့်လိုက်ရင် budget.hlsx ဆိုရင်ဒါက budget တွေဆွဲထားတဲ့ file ပေါ့ဟုတ်ပြီလားတာအဲ့တော့ file name ကိုကိုယ့်အကူပေးချင်တာပေးလို့ရတယ်ဒါပေမဲ့ပေးတဲ့ကောင်ကကျတော့အဲ့ file ကဘာအကြောင်းလဲဆိုတာနဲ့ပတ်သက်နေရမယ်ဟုတ်ပြီနော် okay အဲ့တော့ဒီပုံထဲမှာကြည့်ကြည့်ရအောင်ဒီပုံထဲမှာဆိုရင် extension ဘယ်နှမျိုးတွေ့လဲတာ .slsx .jpg .txt .docx .mp4 .mp3 .png .exe ဟုတ်တယ်အဲ့တော့ဒါဆိုရင် extension နဲ့ဒါခွဲတက်သွားပြီဟုတ်ပြီနော်အခုဒီပုံမှာပဲကြည့်ကြည့်လိုက်တော့စုစုပေါင်း extension က10ခုတောင်ရှိတယ်တွေ့လားတာဟုတ်ပြီနော်အဲ့တော့ဒီမှာဒါခုနဟာကိုဘာတစ်ခုချင်းရှင်းပြပေးထားတာ
တကယ်က .hlx ဆိုတဲ့ file ကတကယ်ကဘာလဲဆိုတော့ spreadsheet file နဲ့ပြောချင်တာစရင်းစရာတွေဆွဲတဲ့ file ပေါ့ဘာလို့ excel file ကိုပြောတာဟုတ်ပြီနော်အဲ့တော့အဲ့ဒီမှာဘာတွေလုပ်လို့ရလဲဆိုရင်ဘာလို့ table တွေစောက်လို့ရတယ် spreadsheet တွေဆွဲလို့ရတယ်ဟုတ်ပြီနော်အဲ့ဒီလိုပဲ .docx ဆိုတဲ့ file ကကြတော့ document file နဲ့အဲ့ဒီမှာဘာလို့ generally ဘာတွေလုပ်လို့ရလဲဆိုရင် information တွေရေးထားလို့ရတယ် facts တွေအချက်လက်တွေရေးထားလို့ရတယ်နောက်တစ်ခါ table တွေပါဘာလို့ထည့်ထားလို့ရသေးတယ်နော်ဇယားကြီးတွေဆွဲပြီးထည့်ထားလို့ရသေးတယ်တက်ပုံတွေထည့်လို့ရသေးတယ်နော်အဲ့ဒါအများကြီးလုပ်ထားလို့ရသေးတယ်အဲ့ဒါပြင်တကယ်ကပုံတွေမှာဆိုစာသားတွေမှာဆိုလည်းဘာလို့က formatting လို့ခေါ်တဲ့အယောင်ချေတာတွေမျိုးစုံလုပ်ထားလို့ရတယ်စလုံးစောင်းတာတွေ bold တင်တာတွေနော်မျိုးစုံလုပ်ထားလို့ရတယ်အဲ့ဒီလိုပဲနောက်တစ်ခုကကြတော့ .txt ဆိုတဲ့ file အဲ့ file ရတကယ်ကဘာလဲဆိုတော့ note file နဲ့သူကမှတ်စုရေးတဲ့ file ဟုတ်ပြီနော်အဲ့တော့အဲ့မှတ်စုရေးတဲ့ file ဖြစ်တဲ့ကြောင့်မလို့သူကခုနကတော့လိုမျိုးခုန.docx လို့မျိုးသူကformatting တွေဘာတွေချလို့မရဘူးပေါ့အဲ့တော့သူစီမှာရိုက်ထားတဲ့ file တွေဆိုရင်စလုံးတွေကအသေးတွေပဲဖြစ်နေမှာပေါ့နော် plain text လို့ခေါ်တဲ့အဲ့ဒါတွေကိုပြီလားသားအဲ့တော့ကြည့်မယ်ဆိုရင်အခုပြထားတဲ့ file ကဘာ file လဲဆိုတော့ .jpg file .jpg ဆိုတာတွေ့ပြီဆိုတာ ਨੇ အဲ့ဒါဘာ file လဲဆိုတော့ photo file ပါတဲ့တက်ပုံတွေရိုက်ထားတဲ့ file အဲ့တော့ကြည့်လိုက်တဲ့သူကတက်ပုံ file လို့တန်းသိလို့ရတယ်ဟုတ်ပြီနော်အဲ့တော့တကယ်လို့ဘာလို့ mobile phone နဲ့တက်ပုံရိုက်လိုက်ပြီဆိုရင်အဲ့ဒီဖုန်းကနေပြီးတော့ထုတ်ပေးတဲ့ file ကအဲ့ဒီ .jpg format ပါလို့ပြောထားတာဟုတ်ပြီနော်နောက်တစ်ခုကကြတော့ .png file အဲ့တော့အဲ့ .png file ဆိုတာလည်းတကယ်ကအဲ့ဒီ photo file နောက်တစ်မျိုးပဲအဲ့တော့တကယ်က photo ဆိုတာကတခုတည်းရှိတာမဟုတ်ဘူးသူမှာ photo file ဒီ extension type တွေအများကြီးရှိတယ်ဘာတစ်ခုနဲ့တစ်ခုကမတူဘူးလဲဆိုတော့ကြတော့ဒီသူ့ရဲ့ quality တွေကွာတာပေါ့ quality နဲ့နောက်ကသူ့မှာသုံးထားတဲ့ file size တွေစသဖြင့်ကွာတယ်ဟုတ်ပြီနော်အဲ့တော့ဒီ .png ဆိုတာကလည်းနောက်ထပ် photo file တစ်ခုပဲဟုတ်ပြီနော်နောက်တစ်ခုကကြတော့ .mp4 .mp4 ဆိုတာတကယ်ကဘာ file လဲဆိုတော့ video file မှာတဲ့အဲ့တော့ဘာလို့ဖုန်းနဲ့ video ရိုက်လိုက်ပြီဆိုရင်ထွက်လာတဲ့ file ရဲ့ format က .mp4 format နဲ့ထွက်လာလိမ့်မယ်တဲ့ပြီနော် .mp3 ဆိုတဲ့ ဘာ file က ခ ကြ ဏ တော့ လေးခုနကဟာလေ.mp4 နဲ့ဟာလေတနဲ့ဘာနဲ့လဲလား ဟုတ်တယ်ပပနဲ့တတနဲ့တိုင်ပင်ချူတာရိုက်ထားတော့ဗီဒီယိုလေးလေလား မိတ် ဟုတ်ပြီ တယ် လားတာနောက်တစ်ခုကကြတော့ .mp3 ဆိုတဲ့ file .mp3 ဆိုတဲ့ file ကကြတော့ဘာ file လို့ပြောထားလဲတာ music file ဟုတ်တယ် music file အဲ့တော့တချင်းတွေပဲဆိုတော့じゃတချင်း music file ဆိုရင် तू ကအတန်မဲပါပြီးတော့အယုတ်မပါဘူးဆိုရင် .mp3 နဲ့ပြရတယ်ဟုတ်ပြီနော်အဲ့တော့ဘာလို့ဖုန်းနဲ့ဒီဖုန်း recorder ကနေပြီးတော့အတန်တွေ record လုပ်ထားရဲဆိုရင်လည်းအဲ့လို .mp3 format နဲ့ तू save လုပ်ထားတယ်ဟုတ်ပြီနော်နောက်တစ်ခု .exe file ဆိုတာကြတော့ executable file နဲ့ဆိုလိုချင်တာအဲ့ဒီ file တွေကအားသတိထားရတယ် तू program file တွေဖြစ်သွားပြီဟုတ်ပြီနော်ဥပမာဆိုတော့ဘာလို့ game software တွေပါတင်နေဆိုရင်လည်းအဲ့ဒါဒီ .exe file တွေပဲ executable file တွေပဲအဲ့တော့အဲ့ဒီ file တွေကိုတင်ပြီးဆိုရင်ကြတော့ number 1တစ်ချက်ကဘာလို့အဲ့ file ကတကယ်စိတ်ချရတဲ့ file တွေလားဆိုတော့ဘာလို့သတိထားရတယ်ဟုတ်ပြီနော်ဘာလို့လဲဆိုတော့တချို့ file တွေကဒီ hacker တွေကနေပြီးတော့လေအမှသူကအတုတွေလောက်ထားတာတွေ့လောက်ထားရကြမှာခါကြရင်အဲ့ဒါကြီးကိုဘာလို့မသိဘဲနဲ့သွားတင်လိုက်ပြီဆိုရင်ဘာလို့ကွန်ပျူတာထဲမှာရှိတဲ့ information အချက်လက်တွေဘာလို့ရဲ့ personal အချက်လက်တွေတော့ခိုးအောင်ဟုတ်ပြီနော်ဒါတွေမကောက်ဘူးတခါလေကျရင်ဘာလို့ရဲ့ဒီမှာအဲ့ထက်မှာရှိနေတဲ့ကိုယ့်ရဲ့တက်ပုံတွေရောတခါလေကျရင်ကိုယ့်ရဲ့အမှဒီ person နဲ့ပတ်သက်တဲ့ bank account တွေရောအဲ့ဒီမှာထပ်ပြီးတော့သူ bank ရဲ့ person တွေရောခိုးသွားတတ်တယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်အဲ့လို .exe file ကိုဆိုရင်ဘာလို့ကတင်ချင်တိုင်းတင်လို့မရဘူးနံပါတ်1တစ်ချက်ကအဲ့ဒီ file ကတကယ်ရောဟုတ်ရဲ့လားဆိုတော့ဘာလို့ပြင်းနေစစ်ကြတယ်ဟုတ်ပြီနော်ပြီးတဲ့အခါမှာဆိုရင်အဲ့ဒီ file ကဘာလို့တင်တဲ့အခါမှာ save copy ရဲ့လားဘာလို့တကယ်ရောလိုအပ်ရဲ့လားဆိုတော့စစ်ပြီးတော့မှလုပ်ကြမယ်ဟုတ်ပြီနော်အဲ့တော့သားတို့ကြတော့ငယ်သေးတဲ့ကြောင့်မလို့ .exe file တွေကိုလုံးဝတင်လို့မရဘူးနော်အဲ့တော့ကြတော့တကယ်ကခုနကတော့သားတွေ့လိုက်တာ file 8ခုပဲရှိသေးတာတကယ်ဆိုရင်လေဘာလို့ကဘာပေါ်မှာရှိနေတဲ့ file တွေကထောင်ပေါင်းများစွာရှိတဲ့ file types တွေကဒါဆိုရင် file types ထောင်ပေါင်းများစွာကိုဘာလို့သိစရာလိုလားဆိုတော့သိစရာတော့မလိုဘူးဒါပေမဲ့ကိုသုံးတဲ့ file ကတော့ဘာ file လဲဆိုတာတော့သိရပါပေါ့အများကြီးသိစရာမလိုဘူးကိုသုံးတဲ့ file ကိုသိရင်ရပြီပြီလားတာ
အဲ့တော့ကြတော့ခုနပြောသလိုပဲကိုသုံးတဲ့ file ကကိုတကယ်သိတဲ့ file ဖြစ်မှရမယ်။နောက်မှဆိုရင်ကြတော့အဲ့ဒီ file ကကိုမသိတဲ့ file တွေကိုတွားပြီးလုပ်မိတဲ့ခါမှာဆိုရင်ကိုအတွက် NDA ရှိတယ်။ခုနပြောသလိုပဲကိုစီက information တွေကိုခိုးသွားတတ်တယ်လို့ကိုစီကပတ်စံတွေပါသွားတတ်တယ်။ဟုတ်ပြီနော်။အဲ့တော့လောကကြီးမှာ hacker တွေအများကြီးပဲ။အဲ့ဒါကြောင့်တော့တတိထားရမယ်။ဟုတ်ပြီလားတာ။အခုထိတာနားမလဲရရှိလား no နော်။ဒါဆိုရင်ဒီနေ့အထိသင်ပေးလိုက်တာပါတယ်လေဆိုတော့ file ဆိုတာကတကယ်ကပါတို့ရဲ့ information တွေကိုစုပြီးရေးထားတဲ့ဟာကို file လို့ခေါ်တယ်လို့ဘာခုနကပြောလာပြီဟုတ်ပြီနော်အဲ့ဒါအပြင် file မှာဆိုရင်အပိုင်းတစ်ပိုင်းရှိတယ်လို့ဘာပြောလဲလဲတာ နှစ်ပိုင်း final extension ဟုတ်တယ် file name နဲ့ extension အဲ့တော့ file name နဲ့ extension ကိုကက်ရေးလို့ရလားဒါမှမဟုတ်အချမ်းမှာ dot ထားပေးရသေးလား တော့ထားပေးရ ဟုတ်တယ်ဟုတ်ပြီနော်အဲ့တော့ကြတော့ dot ပါမှသူတို့နှစ်ခုကဟိုပဲသွားတာနော် okay အမှဆိုရင်ကဘာပေါ်မှာထောင်ပေါင်းများစွာသော extension တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုဘာလို့သိစရာမလိုဟုတ်ပြီနော်ကိုသုံးတဲ့ဟာက safe ဖြစ်လားမဖြစ်လားသိပြီးတော့ကိုသိတဲ့ဟာကိုပဲသုံးဖို့ပဲလိုတယ်ဟုတ်ပြီနော် baby အဲ့ဆိုရင်ဒီနေ့ပပပြပြတာကိုနားမလဲရှိသေးလားတာ no ပြီးတော့အဲ့မှာမေးစရာရှိသေးလား no သိကြလားချသိချင်တာရှိသေးလား no okay နော်ဒါဆိုရင်မနေ့ဖက်ကြပပကြောင်းပြောပြမယ်ဆိုတော့ folder တွေဘယ်လိုစောက်တယ်လဲ folder structure နဲ့ folder တွေရဲ့ directories တွေအကြောင်းဆက်ပြောပြပေးမယ်ဟုတ်ပြီနော်တာစင်ပြီလား okay yeah okay ဒါဆိုရင်ဘာလို့ recording ဒီမှာနားလိုက်ပြီနော် bye 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 bye